ထနာမင်းတွေညီညာ စီရတွေ့ကြတဲ့ဖြူဖြူလောင်းကလေးနေတာလေးရကြောက်ရင်နဲ့အနာရလို့ညီပြန်တော့ညီလေးတို့ရောသာသာယာယာအဲ့လို 你这有啊？ ညီလေးတို့ရွာ ညီလေးတို့ရွာရှိကိုမျောပြန်တော့မြူတော်ဝေးတောင်းဒီတွေကအနောက်ဖက်မှာဘုရားရှင်တော်မူ၏နှစေရီများရှိရာ 你 ညင်မေအေးညင်မေအေးယာညင်မေအနဝါဟုတ်တယ်နော် အနဝါဤယာဝရီကောင်းကြီးမောင်ညီလေးတို့ရွာဥခိုက်ဒီနေတာဤယာဝရီကန်းကြီးလား ဟုတ်တယ်ညီလေးတို့ရွာဦးခိုက် ဒီနေတာ အိုးညင်ညင်တွေ ဆန်းငရံတွေတောင်း တောင်ရင်စီကအော်ရတယ်သမီး တောင်းရင်စီမာလာအပြော ကိုတန်ငါ လေးရင် အော်လို့ရတယ်လေရင်က စီပါလို့ လေရင်အော် လေးရင်စီပါလို့ပိုင်ကြီးရော ရီ ချလာ အဲ့ဒါ ညီတို့တောင်းရိပ်တဘာဝပါ အချိန် နေခါရောဆောင်မတောင်းဟာဝဘောရကျွေး ခေါ်ရကျွန်းရွံ့ပေါ်တစ်ခါတည်းအော်လို့ရပါသမီးကတောင်းဖန်သွားတယ် တောင်းဟာဝဘောရကျွေးရောပေါ်တခါသာသာယာယာရေခါတစ်ချောက်ဆိုကြည့်ဖွေရာသဘောဖြူတောင်းလို့လုံးမီကညာ မိမိကဗီဒီယိုရိုက်ထားနော်မနေ့ကငါကြောင်းကိုဆီယမသွားမြဆီယမလို့သမီးရလို့နင်းဟိုမနေ့ပြန်ဆောင်မွဲဖြီမမလို့စာချက်ခိုင်းတာလို့အဲ့ဒါကိုစာမချက်ပဲတချင်းနေစိုးနေပါတယ်မနေ့ပြန်ဆီယမကိုဒီဗီဒီယိုဖိုင်နဲ့ပြောမှာတကယ်ပြောမှာမိမိက ဆောင်းလို့တော့ ဆီယမရိုက်ပါစီတော့ဆီယမလို့အိမ်စာလောက်ခိုင်းတာဟုတ်လို့တချင်းနေထားတာဆိုနေရလို့နင်းတိုင်းမဆီယမနော်